ရှော့စောဆွဲနဲ့ကြိုးစားလာတဲ့အတွက်ခေါင်းဆောင်မင်းသားတစ်လက်ဖြစ်လာပြီဟုတ်ပါကျွန်တော်တို့ရှိထားတဲ့နာမည်လေးကိုထိမ့်သိမ့်မှုကကျွန်တော်ရဲ့တောင်းမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့မေရီရယ်ရှင် YouTube Channel လေးကို Subscribe ပြီးလုပ်ပေးသွားပါအောင်နော်ဟုတ်ကဲ့လိုအပ်တဲ့ဝင်ချက်လို့ဆိုရတော့ကြိုးစားလို့ပြဆက်မယ်နော်မမနီတို့ဆိုနေဟိုးအရင်တည်းကချိန်မင်းသားဘွားတွေကနော်အလူပွဲဝိုင်းတွေကာဘူးတယ်အမြဲတမ်းဝင်လာတော့ခဲ့တယ်ရှိတော့အမေနုတို့နော်မမနီတို့မိသားစုတို့အမြဲတမ်းကိုပတ်မိုးခဲ့တာပေါ့နော်ပြောက်စားခဲ့နော်မိသားလေးကလေးကိုပြောက်စားခဲ့ဟုတ်တယ်မလားမဖြစ်နိုင်ဘူးဆိုတော့မရှိဘူးမင်းတို့ဟုတ်တယ်မလားရှိလို့သူလေးဒါကြောင့်လို့ဟုတ်တယ်မို့ဒီစဉ်းစားမှယုံကြတော့ဒီလိုရှင်ဖျောင်းပဲပခုတ်မျိုးမဆိုင်ဘူးကွကနေတယ်ကောင်းလားမကောင်းလားကိုယ်တိုင်ဝင်ကြည့်ပြီးတော့ဆုံးဖြတ်ဟုတ်ကဲ့ဖြောင်းကြီးတွေလည်းတဲ့အချိန်မဟုတ်ဘူးဟုတ်ကဲ့စဉ်းစားပြီးတော့ဆုံးဖြတ်သွားတာဟုတ်စဉ်းစားတော့ယုံကြည်ရပါတော့ခင်ဗျာတီးဖွင့်လာမင်းရွာသားဒီရတဲ့ဟာတေးစရာလည်းတော့ရှိစရာဒီဟုတ်ကဲ့စာရေးစရာဒီစာရေးစရာဒီဆရာဒီစင်ကြီးကလောချီ
တောင်းရင်စီတွေတွေရေတအမြိုင်လေးတောင်းတော့လေဒီနည်းရဲ့စနီးအလိုနဲ့တော့စီစီပါချင်ရောအပင်ကြီးရဲ့စနီးအလိုနဲ့တော့စီကိုချီပါချင်ချင်ရောဘယ်သားကြောင့်ပြီးမှကိုကြောက်စင်းနဲ့တွဲဖက်လို့ ဟုတ်ကဲ့ ပထမညကျမှကျွေးရမလို့ပြည့်စတဲ့တက်လာချင် ဟုတ် တယ် ကဲ့သမသားလေးနဲ့ဝင်နေတယ် ။ဘာဂီတမှမတက်ပါဘူးဆိုပြီးတော့နာမည်ရှိစရာကိုပြောတာ။အားကြောင့်ပါတချင်းကြီးစင်ကြီးကိုလုံးချီတယ်ဆိုတော့တချင်းနဲ့ဘယ်ချင်းကြည့်ရောလဲ ဒီတဲ့ဒီတဲ့မရှိမှာတော့ ။အားကြောင့်မလို့ မြို့သားကြီးတစ်ချင်း နော်ဟုတ်တယ် ဖြစ်စီရပြီ ဟုတ်တယ်ပြီးပြောမှရမယ်ဟုတ်တယ် နာ ။ မည် နိုင်ပါစေတော့ပြီ။